Okay, number 26. On a number line, where is the number -2 plus -7? Number line ပေါ်မှာဒီ -2 နဲ့ -7 နဲ့ပေါင်းထားတာအဖေနေရမှာလေ။အဲ့တော့မြင်တာအောင် number line လေးဆွဲကြည့်ရမယ်။တကယ်လို့ဒါ0ဖြစ်မယ်ဆိုရင် -2 နဲ့ -7 ပေါင်းတယ်ဆိုတော့ minus တီဆိုဘယ်ဘက်ကိုသွားမယ်။ဒီနားလေးက -2 ဆိုရင် -7 ထပ်ပေါင်းမယ်ဆိုလို့ရှိရင်ညာဘက်ကိုသွားမလားဘယ်ဘက်ကိုသွားမလား။ minus ဆိုတော့ဘယ်ဘက်ကို9 unit သွားမယ်။ဘယ်ဘက်ကို9 unit သွားမယ်ဆိုတော့စုစုပေါင်း -9 မှာရောက်သွားမယ်။ဒါက9 unit ပေါ့နော်။အဲ့တော့ unit တွေအတိုင်းအတာတွေတကယ်ရှိရတဲ့ဟာဆိုရင် minus တန်ဖို့မရှိဘူးပေါ့နော်ဒီမှာ minus ကကြတော့သူ့ရဲ့ဥတီချက်ကိုဖော်ပြရတဲ့သဘောလောက်ပဲတကယ်တော့ကျွန်တော်တို့မှာဥပမာကွာပတ်စံဆိုလို့ရှိရင်လည်း1000ရှိရယ် minus 1000ကျွန်တော်မှာပတ်စံ minus 1000ရှိရအဲ့လိုမရှိဘူးပေါ့နော်အဲ့ရ minus ကအကျွေးဆိုတဲ့အဓိပ္ပာယ်ပဲဖော်ဆောင်တယ်ပေါ့ပြီးတော့ပစ္စည်းတစ်ခုရှိရဆိုလို့ရှိရင်လည်း minus ဘယ်နှခုရှိပါလဲလို့မှမရှိတာဟုတ်တယ်မလားအဲ့တော့ b နဲ့ c က auto ပဲ -7 unit လို့ပြောရတဲ့ unit မှာ minus မရှိဘူးOkay, A က7 units to the right of -2. ညာဘက်ကို -2 ရဲ့ညာဘက်ကို9 unit ဆိုတော့အဲ့လိုသွားလိုက်ရင် -2 နဲ့ +7 နဲ့တော့ပေါင်းလို့ဖြစ်သွားမှာအဲ့တော့မှားတယ်အဖြေမှန်က D 7 units to the left of -2 ဆိုတော့ -2 ရဲ့ဘယ်ဘက်ကိုသွားရဲဆိုတာက negative number ပဲပေါ့နော်ဘယ်ဘက်ကို9 unit သွားရဲဆိုတော့ဒီလိုမျိုးပေါ့အဲ့တော့သူ့ရဲ့တန်ဖိုးက -9 ဖြစ်မယ် Okay အဲ့ဆိုရင်27ကပုံလေးတွေကိုကြည့်ပြီးတော့ရွေးရမယ် Which number line shows that a number and its opposite have a sum of 0 is opposite အဲ့တော့ number တစ်ခုနဲ့သူ့ရဲ့ဆန့်ကျင်ဘက်ဆိုတော့ဥပမာ2ဆိုလို့ရှိရင်သူ့ရဲ့ဆန့်ကျင်ဘက်ကဘာဖြစ်မလဲ -2 -3 ဆိုရင်သူ့ရဲ့ဆန့်ကျင်ဘက်က3ဖြစ်မယ်အဲ့နှစ်ခုပေါင်းပြီးတော့0ဖြစ်သွားတဲ့အခြေအနေကိုပြတဲ့ number line okay အဲ့တော့ A ကိုကြည့်လိုက်မယ်ဆိုရင်ဒီကနေ unit တစ်ခုပေါ့နော်ဒါ2ပဲထားပါအောင်2ပဲထားပါအောင်အဲ့လိုဆိုရင်သူညာဘက်ကိုသွားတယ်အဲ့ဒါညာဘက်ကိုဆက်သွားရဆိုတဲ့အဓိပ္ပာယ်ကသူတို့ positive number နှစ်ခုပေါင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီမှာနောက်ဆုံးရလက်က4ဖြစ်နေမယ်အဲ့တော့0ဖြစ်မနေဘူးပေါ့နော်အဲ့တော့ A ပဲ Okay D ကိုလည်းကြည့်အောင် D ကကျတော့ number တစ်ခုကဒီကနေစပြီးတော့ဒီဘက်ကိုလာဒီဘက်ကကျတော့ဒီဘက်ကိုသွားတယ်အဲ့တော့တိတ်ပြီးတော့အဓိပ္ပာယ်ရှိမနေဘူးပေါ့နော်ဒါကျွန်တော်တို့9တန်းလောက်မှာတော်တော်လေးလုပ်ခဲ့ရတဲ့ပုံစံမျိုးပေါ့ Okay B ကကျတော့ဒီမှာလာပြီဒီ0ကနေ number တစ်ခုထွက်တယ်ပဲထားပါတော့ဥပမာ2ပဲထားလိုက်2 unit ထွက်တယ်ပဲထားတယ်သူကဘယ်ဘက်ကိုသွားရဲဆိုတော့ -2 ဖြစ်လိမ့်မယ် Okay အဲ့သူဆုံးသွားတဲ့နေရာလောက်ကနေပဲ0ထိပြန်လာဆိုတော့သူတို့ရဲ့ absolute value ပကတိတန်ဖိုးကအတူတူလောက်ပဲမဟုတ်အတူတူပဲဒါပေမဲ့သူ့ရဲ့ညာကောင်ညာဘက်ဆိုတော့ခုနကကောင်က -2 ဆိုရင်သူကညာဘက်ဆိုတော့ +2 ပေါ့အဲ့တော့သူတို့နှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်0ဖြစ်နေရဆိုတဲ့အဓိပ္ပာယ်အဓိကကလေဒီလို number line တွေမှာစထွက်တဲ့အမှတ်နဲ့စုံတဲ့အမှတ်က0ဆိုလို့ရှိရင်စထွက်တဲ့အမှတ်နဲ့စုံတဲ့အမှတ်ကတူနေရင်သူက0ပဲရလက်က0ပဲဥပမာဆိုရင်ဒါကျွန်တော်စထွက်တဲ့အမှတ်ပဲထားပါတော့ဒီကနေစထွက်လိုက်ပြီပြီးတော့ဒီဘက်မှာစုံသွားပြီဆိုရင်စုံတဲ့အမှတ်နဲ့စထွက်တဲ့အမှတ်ကတူနေရပေါ့နော်အဲ့ဆိုရင်0ပဲ Okay C ရလေပမာဏအားဖြင့်တူတယ်လို့ရှိတူရယ်ပေါ့နော်ပမာဏအားဖြင့်တူတယ် direction အားဖြင့်လည်းဆန့်ကျင်ဘက်ဆိုတော့တစ်ခုက positive တစ်ခုက negative ပေါင်းရင်0ရမှာပဲဒါပေမဲ့ဘာလို့မမှန်တာလဲဆိုလို့ရှိရင်သူ့ရဲ့စထွက်တဲ့အမှတ်က0ကနေစထွက်တာဟုတ်နေဒီကစထွက်တယ်လို့ပြောရအောင်လေဒါက0ဟုတ်မလဲဒီကစထွက်တယ်လို့ပြောရင်လည်းဒီက0မဟုတ်မနေဘူးပေါ့နော်အဲကြောင့်အဖြေမှန်က B ဖြစ်သွားတာဒါကျွန်တော် number line နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကိုပြန်ပြီးနှွေးထားမယ်ဆိုရင်တော့နားလည်မှာပေါ့နော်ဥပမာဘယ် operation ကိုပဲလုပ်လို့ကျွန်တော် number line မှာလုပ်လို့ရတယ်ဥပမာ2နဲ့5နဲ့ပေါင်းနေပဲထားအဲဆိုရင် number line ဆွဲမယ်0 2ကနေစထွက်မယ်positive ဆိုညာဘက်ကိုထွက်မယ် negative ဆိုရင်ဘယ်ဘက်ကိုထွက်တယ်ပေါ့နော်အဲ့တော့ဒါက2 Okay နောက်ဒီစုံတဲ့အမှတ်ကနေနောက် number တစ်ခုထပ်လို့ရတယ်ပေါင်းမယ်ဆိုတော့ညာဘက်ကိုသွားမယ် positive ဆိုတော့ညာဘက်ကိုပဲသွားမယ်အဲ့တော့ဒါ5 Okay အဲ့ဆိုရင်စထွက်တဲ့မှတ်နဲ့စုံတဲ့မှတ်ကဘာဖြစ်မလဲဒီဟာကစထွက်တဲ့မှတ်ဒါကစုံတဲ့မှတ်အဲ့ဒါကိုဆက်လိုက်တဲ့ချိန်မှာဘယ်နှ unit ရှိမလဲ
7 unit ရှိမယ်အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်စနစ်ဟောင်း9တန်းမှာတော်တော်လေးလုပ်ခဲ့ရတဲ့ပုံစံမျိုးပေါ့ okay အဲ့ဆိုရင်တကယ်လို့ဒီပုံစံတိတ်နာမလို့ခစားရရင် number line နဲ့ပတ်သက်ပြီးတော့ပြန်လေ့လာဖို့အကြံပေးချင်တယ်ပေါ့နော် okay ဒီနောက်ပိုင်းလာမယ့် number တွေအကြတော့တကယ်ကိုလွယ်လေးတွေပေါ့နော်လွယ်ဆိုရင်ဆောင်းဝဲမှာမပါဘူးလို့မပြောနိုင်ဘူးပေါ့ရိုးရိုးရှင်းရှင်းဟာလေးတွေကတအားရှန်တတ်တယ်ဆိုတော့28 3 minus 7အဲ့တော့ပမာဏရဆိုရင်7ကကြီးရဲဆိုတော့နှုတ်လိုက်ရင် minus 4ရမယ် okay compute 5 minus 6 so ကွင်းဖွင့်လိုက်ရင် plus 6ဖြစ်သွားမယ်ဆိုတော့11 okay that's 7 plus minus 5 plus minus 9လက္ခဏာတူရတယ်ရင်ရှင်းလိုက်တော့7 plus minus 14အဲ့တော့လက္ခဏာမတူတော့နှုတ်လိုက်တော့7ဒါပေမဲ့ကြီးတာ minus တော့ minus 7 okay ဒါလေးကမျက်စိမရှုပ်အောင်ခွင်းနဲ့ရင်ဖွင့်လိုက် minus 3 plus 8 minus 4 minus 5 okay ဒီထဲက minus တွေကိုအရင်ပေါင်းလိုက်မယ် minus တွေကိုပေါင်းလိုက်တော့ minus 3နဲ့4နဲ့ဆိုရင်ခုံဆိုတော့စနစ် plus က plus 8ရှင်းလိုက်တော့လက္ခဏာမတူတော့နှုတ်တော့4 minus 4 okay 32 minus 9နဲ့ minus 4နဲ့ပေါင်းလိုက်တော့ minus 13 minus 13 plus က plus 3ပဲနှုတ်လိုက်တော့ minus 10 okay ဒါလေးဒါဆိုရင် minus 8 plus 10 minus 5 minus နှစ်ခုရှင်းတော့ minus 13 plus 10ဆိုတော့ minus 3 okay multiply minus နဲ့ minus နဲ့မြောက်လို့ရှိရင် plus ဖြစ်သွားတယ်ခုနှစ်9လီ63ဆိုတော့ positive 63ပေါ့နော်ဒါမြောက်ရမယ် okay လက္ခဏာက minus ဆိုတော့ plus ဖြစ်သွားပြီနှစ်4လီ8တလီ8ဆိုတော့ p okay ဒါစားရမယ်ဆိုတော့မျက်စိရဲ့မြင်တောင်အပိုင်းကင်းနဲ့ရေးလိုက် minus 32 over 8ဆိုတော့8လေးလီ30နဲ့ minus 4 okay ဒါ 42ကို minus 6နဲ့စားရမှာအဲ့တော့6ခုနဲ့လီ40နဲ့6 5လီ30 66 36 6ခုနဲ့40နဲ့ဒီက minus ကအပေါ်ကိုလေ minus ရောက်လာတော့ minus 7 okay ဒီမှာကျတော့ minus 72ကို minus 9နဲ့စားမယ်နော် minus ကြည့်သွားမယ်အဲ့တော့9တလီ9 9ရှလီခွန်းစနေဆိုတော့ positive 8 okay which of the following is not equal to minus 5 minus 5နဲ့မညီတဲ့ဟာဆိုတော့ minus 20ကို4နဲ့စားလိုက်4 9 20 minus တစ်ခုကျန်မှာဆိုမှန်တယ်ဆိုတော့မရွေးဘူးဒါကလည်းမှန်တယ်မရွေးဘူး okay c ကကြတော့ minus 20ကို minus 4နဲ့စားမှာဆိုတော့ဒါနဲ့ကြည့်တော့4 9 20 positive 5ကြီးဖြစ်သွားမှာသူက minus 5နဲ့ညီစေချင်တာဆိုတော့ဒီကောင်ကဖြစ်မယ်ဒါဆိုလို့ရှိရင်လည်း minus ပေါ့နော်20ကို4နဲ့စားထားဆိုတဲ့အဓိပ္ပာယ် minus 5 equal to minus 5အဲ့တော့ညီနေဆိုအဖြေမှန်က C တခုလေ okay number 40 which expression represents the distance between minus 5 and 6ဒီကကနန်းနှစ်ခုချာကသူတို့နှစ်ခုချာကတကယ်အကွာဝေးရှာခိုင်းတာပေါ့နော် number line မှာများတော့ဖြင့် number နှစ်ခုပြီးတယ်သူတို့ချာအကွာဝေးရှာခိုင်းတယ်ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က number line လေးကိုစိတ်ကူးချင်းကြည့်လိုက်ပြီးတော့စဉ်းစားလိုက်ရင်သိရပါတော့ minus 5ဆိုရင်0ဘက်မှာ0ကနေဘက်ကို5 unit ဖြစ်လိမ့်မယ်5 unit minus 5က5 unit ညာဘက်ကို6ဆိုတော့ဒါ6 unit အဲသူ့ရဲ့ပကတိတန်ဖိုးဆိုလို့ရှိရင်စုစုပေါင်းဒီဘက်က9 unit ရဲ့ဒီဘက်က6 unit ပေါင်းရင်17 unit အဲ့တော့သူတို့ဂျာတကယ်အကွာဝေးရ17 unit ပေါ့နော်အဲ့လိုမျိုးအဲ့ဒါအောင်မှာကျွန်တော်နံပါတ်ကြီးကြီးဆိုရင် number line မှာစိတ်ကူးရင်ကြည့်ဖို့မလွယ်တော့ဘူးအဲ့တော့အဲ့အတွက် formula တစ်ခုရှိရပေါ့နော်အဲ့တော့ဘယ်ကဏ္ဍနှလုံးမဆိုဥပမာကဏ္ဍ A နဲ့ B ပဲထားလိုက်
သူတို့နှစ်ခုကြာကတကယ်အကွာဝေးလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့ကိုကြိုက်တဲ့ကဏ္ဍကိုရှေ့မှာထားပြီးတော့ရလာတဲ့ဖြေကိုပကတိတန်ဖို့ရှာပြီးလိုက်ဒါမို့ B ကိုရှေ့မှာထားခြင်းလည်းရတယ် B ကိုရှေ့မှာထားနောက်ကဏ္ဍတစ်လုံးနဲ့ကျန်တဲ့ကဏ္ဍတစ်လုံးကိုနှုတ်ပြီးတော့ပကတိတန်ဖို့ထည့်ပြီးလိုက် Okay အခုဒီမှာဆိုရင် -5 နဲ့ 6နဲ့ Okay -5 ကိုရှေ့မှာထားကြည့်မယ် -5 -6 ပကတိတန်ဖို့ထည့်လိုက်ရင် -11 ရမယ်ဆိုတော့ထွက်လာရင်11ထွက်လာမယ်6ကိုရှေ့မှာထားမယ် minus 5 minus နဲ့ minus က plus ဖြစ်သွားမယ် plus 11ထွက်လာမယ်ဆိုတော့အဖြေက11ဘယ်အနေနဲ့အဖြေကသူတို့ကြာအကွာဝေးက11ချင်းအတူတူပဲပေါ့နော်အဲ့တော့ A နဲ့ C ကကြတော့တစ်ခုချင်းစီကိုပကတိတန်ဖို့နဲ့ထည့်ထားဆိုတော့မာတယ်အဲ့တော့ B ကကြတော့သူတို့နှစ်ခု -5 နဲ့ 6ကိုတော့ပေါင်းထားတဲ့အတွက်မာတယ်သူရဲ့တကယ် formula ကကဏ္ဍနှစ်ခုကိုကြိုက်တဲ့ကဏ္ဍကိုရှေ့မှာထားပြီးတော့နှုတ်ပြီးတော့ပကတိတန်ဖို့ကိုရှာပြီးရတာပေါ့နော်အဲ့တော့အဖြေမှန်က D Just take the first step and the next